စကောနေရွယ်ဘာသာရေးကိုင်းဆိုင်တဲ့ကောင်မလေးနဲ့ပထမဆုံးကလေးရသွားပြီဖြစ်တဲ့စီနီကောသူရဲကောင်မာနေပရိသတ်များလုံးမဲ့မင်္ဂလာများသနာအိုင်ဘတ်ခွန်ရှီကိုအွန်လိုင်းအေဂျင့်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိမယူလက်ထပ်ကြတဲ့ပတ်သက်ပြီး2022ခုနှစ်တုန်းက player 3 views နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာစာရီယိုမာနေကအခုလိုဆိုပါတယ်ကျွန်တော်ကိုလက်မထပ်သေးဘူးလားလို့အမြဲလာမင်းနေကြတဲ့ကောင်မလေးတွေကိုတော့ကျွန်တော်တောင်းပန်ပါတယ်သူတို့အတွက်အချိန်ပြောနေတာတတ်တတ်ပဲဖြစ်ပါပါကျွန်တော်လက်ထက်မဲ့မိန်းကလေးမျိုးဆိုတာ social media လုံးဝမသုံးတဲ့သူဖြစ်ရပါမယ်ပြီးတော့ဖျားသခင်ကိုယိုသေးသူဖြစ်ရပါမယ်ဘာသာရေးကိုင်းဆိုင်ရမယ်စူတောင်းတာကိုယုံကြည်သူဖြစ်ရပါမယ်လူတိုင်းမှာတော့အချင်းနဲ့ပတ်သက်လာရင်ကိုရွေးချယ်မှုကိုစီရှိကြပါတယ်ကျွန်တော်ကတော့ဘာသာရေးကိုင်းဆိုင်သူကိုသာလက်ထပ်မှာပါဆိုပြီးပြောခဲ့ပူပါတယ်ဒီလိုနဲ့2024ခုနှစ်မှာတော့မာနီဟာသူ့ရဲ့စကားအတိုင်းပဲ social media မသုံးတဲ့ဘာသာရေးကလေးတွေကိုင်းဆိုင်သူမိန်းကလေးတူကိုလက်ထပ်သွားခဲ့ပါတယ်မိန်းကလေးရဲ့နာမည်ကတော့ AC ထမ်ဘာဖြစ်ပြီးလက်ထက်စင်ကလည်းအသက်18နှစ်ပဲရှိသေးတာပါသူကမာနီလိုပဲအစ္စလမ်ဘာသာဝင်တူဖြစ်ပြီး social media လည်းမသုံးတဲ့သူပါသတင်းတွေရဲ့ဖော်ပြချက်အရမာနီနဲ့သူမတို့ချစ်ကြိုးသွယ်လာတာကာလအတန်ကြာခဲ့ပြီဖြစ်ပြီးမာနီကအသက်ပြည့်တဲ့အထိစောင့်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်ဒီလိုနဲ့အသက်ပြည့်လာချိန်မှာတော့မွေးရမြေစီနီကောကဇာတိရွာကလေးမှာတိတ်တိတ်ဆိတ်ဆိတ်ပဲမင်္ဂလာပွဲကျင်းပသွားခဲ့တာပါမာနီအနေနဲ့ငကိုကလေးကအနေအေးသူဖြစ်တာကြောင့်တငယ်ချင်းနဲ့မိသားစုဝင်တွေကိုသာမင်္ဂလာအခမ်းအနားကိုဖိတ်ခဲ့တာဖြစ်ပါတယ်မာနီက2024ခုနှစ်ဇန်နဝါရီ9ရက်နေ့မှာမင်္ဂလာဆောင်သွားခဲ့တာဖြစ်ပါတယ်Press Point ရဲ့ဖော်ပြချက်အရမာနီဟာချစ်သူကိုကြောင်းစိတ်တွေလည်းထောက်ပံ့ပေးခဲ့တယ်လို့လည်းသိရပါတယ်။သူတို့နှစ်ဦးရဲ့မင်္ဂလာဆောင်ဓာတ်ပုံတွေကလည်းကြည်နူးဖို့ကောင်းပြီးရိုးရာတဲ့ဘာသာအရဝစ်ဆုံအဖြူကိုစင်တူဝစ်ခဲ့ကြတာဖြစ်ပါတယ်။ NSR အသင်းမှာကစားနေတဲ့မာနီဟာအသက်32နှစ်ရှိပြီဖြစ်တာကြောင့်ချစ်သူနဲ့73နှစ်တော့အသက်ကွာနေပါတယ်။မာနီဟာစီနီကောမှာဘရင်တော်လိုပါပဲ။သူဟာဆင်းရဲတဲ့ကြေးရွာကမွဲတင်တဲ့မိသားစုကနေမွေးဖွားခဲ့သူပါ။ဒါပေမဲ့အာဖရိကသားတွေရဲ့ထုံးစံအတိုင်းဆင်းရဲမှုကိုဘောလုံးကစားခြင်းကနေဖောက်ထွက်နိုင်ခဲ့တာဖြစ်ပါတယ်။ချမ်းသာလာခြင်းမာနီဘွားမမိကပါဘူး။သူကအမြဲတမ်းဇာတိမြေကိုပြန်ကြည့်သူဖြစ်ပါတယ်။စီနီကောအတွက်မာနီလုပ်ပေးထားတာတွေအများကြီးပါပဲ။သူ့ဇာတိရွာကအိမ်တော်စုတိုင်းကိုတိန်တောင်တစ်လ22ပေါင်ထောက်ပံ့ပေးထားသူပါ။ဒါတွေမကားသေးပဲဖွံ့ဖြိုးတိုးတက်မှုတွေလည်းအများကြီးလှုပ်ထားပေးပါတယ်။စာတင်ကျောင်းစေယုံစီဆိုင် 4G တာဝါတိုင်းဖျားရှိခိုးကျောင်းအများကြီးမှအများကြီးပဲဖြစ်ပါတယ်။ကလေးတွေအတွက်လည်းကျောင်းစေထောက်ပံ့ပေးထားသလိုတင်ထောက်ကူပစ္စည်းအဖြစ်လက်တော်တွေကိုလည်းအရောက်စေတိုင်းအတွက်ဝယ်ပေးထားသေးတာဖြစ်ပါတယ်။မာနီဟာဆောင်းတင်အသင်းမှာစာပြီးလူသိများလာတဲ့သူပါ။သူဟာပရီးမီးယားလိဂ်သမိုင်းရဲ့အမြန်ဆုံးဟတ်ထွင်စံချိန်ကိုလည်းတင်ထားနိုင်သူဖြစ်ပါတယ်။လီဗာပူးအသင်းစီရောက်သွားချိန်မှာတော့သူဟာ FA ကနဝင်ကြောက်စာကိုရေးထိုးနိုင်ခဲ့ပါတယ်။လီဗာပူးမှာမဖာမီနိုဆာလာအတွင်းနဲ့တူမာနီဟာကမ္ဘာအကောင်းဆုံးထရီယိုဖြစ်ခဲ့ပြီးရနိုင်သမျှစူပလာတွေအားလုံးကိုရခဲ့တာပါ။ချန်ပီယံလိဂ်ပရီးမီးယားလိဂ်ကလပ်ကမ္ဘာဖလားအစရှိတဲ့ပြိုင်ပွဲဝင်သမျှဖလားတိုင်းကိုရရှိခဲ့တာပါ။အဲဒီနောက်ဘိုင်ယန်မြူးနစ်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ရောဘတ်လီဝီနိုစကီထွက်ခွာခြင်းမှာမာနီအပေါ်ဂျာမန်သားတွေရဲ့မျှော်လင့်မှုကကြီးမားခဲ့ပါတယ်။လီဝီနိုစကီနဲ့ကစားမမတူတဲ့ကစားမတူကိုလွဲမစွာမျှော်လင့်နေခဲ့ကြတာပါ။အဲဒီလောက်ထင်လို့ပြစ်မလာခဲ့တဲ့အချိန်မှာမာနီလူမျိုးရေးခွဲခြားခံခဲ့ရပါတယ်။မာနီအေဂျင့်ရဲ့ပြောချက်ကအရာဘိုင်ယန်မြူးနစ်အကြီးကဲတွေကအာဖရိကသားတူကတသိန်းလုံးထက်လောက်ခလာစာပိုများနေတာကိုမကြည့်ဘူးခဲ့ကြတာလို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲမာနီဟာဆော်ဒီအာရေဗျကလပ်အန်နဆာအသင်းစီကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဆော်ဒီမြန်မာတော့ခရစ္စတီယာနိုရိုနယ်ဒိုနဲ့အတူခြေစွမ်းပြနေနိုင်တာဖြစ်ပါတယ်။အခုတော့မာနီဟာဆယ်ကျော်သက်ဇနီးနဲ့အတူကလေးကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်။မာနီဟာကလေးကိုကြိုးသွဲတဲ့ဗီဒီယိုကိုလည်းလူမှုကွန်ရက်ပေါ်မှာမျှဝေထားပါတယ်။မာနီကသူ့ရဲ့ဇနီးနဲ့အတူကလေးဘယ်နှယောက်ယူခြင်းလဲဆိုတာကိုCinepio Please Plus နဲ့အင်တာဗျူးမှာအခုလိုပြောပါတယ်။ရွေးချယ်လို့ရတယ်ဆိုရင်တော့ကျွန်တော်ကလေး3-4ယောက်လောက်လိုချင်ပါတယ်။ဒါပေမဲ့ဘယ်နှယောက်ဖြစ်ဖြစ်ကျွန်တော်လက်ခံပါပါ။စောင့်ကြည့်ကြတာပေါ့ဆိုပြီးဆိုခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဒီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။